ချင်းစရာချီရဲ့ဇာတိဟာတေကဒုနီယောပြေပြများကိုမင်းလေးမင်းပြီလားတေချစ်ချင်တဲ့ချေတို့ဆုံးတွေလေးဟာဆုံးသမားတဲ့ချေစလည်းကိုရေးတာလိုက်ပြီလားနာချင်စရာချီရဲ့ဇာတိလား